စင်ကိုတွားရန်ဆင်းပြီးတဲ့အကျိုးဆက်ကဘလောက်တောင်ဆိုးရွားလဲဆိုတာယုံနိုင်စရာတောင်မရှိပါဘူးကိုယ့်အင်အားကိုမတီးတဲ့ဒီချင်းသေးမှာစင်မာကြီးရဲ့ရိုက်ညက်မှုကြောင့်အော်ဟစ်နေရပါတယ်ဒီတခါချင်းသေးမှာဘလောက်တောင်တနာစရာကောင်းသွားလဲဆိုတာတင်လုံးဝထင်မှတ်ထားမှာမဟုတ်ပါဘူးတကယ်တော့စောစောလေးကတင်ချင်းသေးမတကောင်ဟာစင်ပေါက်လေးကိုအန်တရပြုဖို့အကြံအစီရှိခဲ့တာပါတားမိနေကောင်မလန့်သွားစေဖို့အတွက်ချင်းသေးမကအချူးတတိထားနေခဲ့ပါတယ်စင်ပေါက်လေးနားကိုအတန်နိုင်ဆုံးကတ်သွားပြီးမှရုတ်တရက်ဝင်တိုက်ခိုက်ဖို့စ조사ခဲ့တာပါဒါပေမဲ့သူဒီနေ့လှုပ်လိုက်တဲ့လူရက်ကတေမင်းကိုသွားခေါ်နေသလိုပဲဆိုလားသူမသိခဲ့ပါဘူးစင်ပေါက်လေးနဲ့နီးကပ်လာလေးချင်းသေးမရဲ့ခြေလမ်းတွေကပို့မြန်လာလေးပါပဲနောက်ကဆက်ကဲမှာပဲအခွင့်အရေးကိုစောင့်ကြည့်နေတဲ့ချင်းသေးမကစင်ပေါက်လေးကိုဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်ဒါပေမဲ့ချင်းသေးမကစင်ပေါက်လေးကိုထီယုံလေးရှိသေးတယ်နိုးကြားနေတဲ့စင်မကြီးကအမြန်မုန်းထုတ်လိုက်ပါတယ်ကံမကောင်းစွာနဲ့ပဲလက်မလျှော့ချင်တဲ့ချင်းသေးမကအဝေးကိုတွန်းသွားပဲနောက်ကနေလိုက်အားပြီးထပ်မံတိုက်ခိုက်ခဲ့ပြန်ပါတယ်ဘာမှကြိုတင်ကောက်ွယ်မှုမရှိတဲ့စင်ပေါက်လေးကိုချင်းသေးမကဖမ်းချုပ်လိုက်ပါတယ်အရာအလုံးကိုမြင်တွေ့သွားတဲ့စင်မကြီးကချင်းသေးမကိုတိုင်းပြီးအပြင်းထန်ဝင်းရောက်တိုက်ခိုက်ပါတော့လေအချင်းတို့တွင်မှာပဲချင်းသေးမကစင်ကြီးရဲ့နင်းချီမှုကြောင့်ပြားပြားဝတ်သွားခဲ့ရပါတယ်